ခါရတက်ခဲ့လိုက်မင်းတို့နဲ့အလုပ်လုပ်တာကြားပြီပဲမင်းတို့နဲ့နာတယ်ဆိုတော့ဘယ်တော့မှရှိခဲ့မှာမင်းကလိုက်ရှာနေရတယ်မင်းလား我送了是这么辛苦了မင်းငါနေတဲ့နေရာကိုလိုက်ခဲ့ချင်မင်းချိန်ရရဆိုရင်ကောင်းတယ်这么ချိန်ရတယ်ဒါရှင်နေနေရလားဟုတ်တယ်ကျမတို့ဒီခေါ်လာတဲ့အကြောင်းရင်းอ่ะမင်းကဘူးလဲဆိုတော့အရင်တည်းကကြိုသိထားပြီးသားပါအားဆောင်နေပါနဲ့ကျမရေးမိနေမှရှင်းဘလို့သိရလဲစေးုံမှာမင်းရဲ့အသုံးဆောင်ပစ္စည်းတွေကိုငါယူခိုင်းပြီးခဲ့တယ်လေတိတ်မှန်တာပေါ့အခုချိန်မှာရှင်းလက်ဘူးရရှင်းတွက်ထောင်လက်မှတ်ပဲအထူးသဖြင့်ကျမလို CID တယောက်ရဲ့အသုံးဆောင်ပစ္စည်းတွေကိုကင်ကြည့်ရဲ့ချိန်မှာရှင်းပို့ပြီးတတိထားတဲ့ပြီးတော့ရှင်းရုပ်ဖြတ်ထားပြီးပြင်ပါတယ်ပညာဆိုတာနဲ့ဘာမှမဆိုင်တော့လောက်မယ်ဒါမဲ့အဲ့ဒါတခြားလူတွေပဲရမယ်ကျမတို့ကတော့ရှင်းမျက်နှာကိုပဲရုပ်ဖြတ်လို့ရမယ်ရှင်ရဲ့မျက်လုံးတွေကတော့ဘယ်တော့မှလိမ်လို့ရမှာမဟုတ်ဘူးရှုပ်ပြောင်းရုပ်လွဲလောက်တက်ရုံလောက်နဲ့ CID တယောက်ကိုဘယ်တော့မှလှည့်ဆောင်မှုကြိုးစားပါနဲ့တနက်တလက်တည်းရှိုံနဲ့လေငါ့ကိုဖမ်းမှုဘယ်တော့မှမစင်သားနဲ့ရှင်ကျမကိုကြိုတင်ကွက်ချပြီးမှဒီကိုခေါ်လာတဲ့သဘောပေါ့ကျမကိုအဲ့လောက်အထင်မသေးစေချင်ဘူးညာစိတ်မှုပါတယ်မင်းကဒီနေ့မတက်ဘူးစကားပြောချင်အောင်တက်ပဲရှင်နဲ့ကျမကြမှာပြောစရာစကားမရှိဘူးထင်တယ်မင်းခုသိရတဲ့ရာဇဝတ်မှုတွေအားလုံးရဲ့တရားခံငါမဟုတ်ဒါပဲလားအနေရှိဦးတယ်ရှင်ညာများမကြမ်းနဲ့နော်